Funny Legends ကိုငွေကုန်တက်တာအောင်ဘယ်လိုဖောက်အောင်လဲဆိုတာလေးပြပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုရဲ့အဆုံးမှာဘယ်လောက်ကုန်လဲဆိုတာအသေးစိတ်တွက်ပြပေးထားတာမလို့ဗီဒီယိုတော့အဆုံးထိကြည့်စေချင်ပါတယ်။အဲ့ဒါဆိုရင်အချိန်မဆွဲပဲစလိုက်ကြရအောင်ခင်ဗျာ။ဇေယျကိုရင်မရှင်းပြခင်မှာကျွန်တော်ဒါလေးကိုရင်ရှင်းပြပေးပါမယ်။ဒီနေရာလေးကနေ free token 6ကတ်ရနိုင်ပါတယ်။ဒီ6ကတ်လုံးကိုရဖို့ရလဲ diamond 1ကို100စီနဲ့8ရက်တိတိဖြည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုရင်ရှင်းပြပေးတာဖြစ်ပါတယ်။ event လာချင်း match 8ရက်နေ့မှာ weekly bet 2ခုထည့်ပါမယ်။ weekly bet တွေပြည့်နေရဆိုရင်တော့ diamond 200ထည့်လို့ရပါတယ်။ diamond 200ဖြည့်လိုက်တဲ့အတွက်ဒီနေရာလေးကနေ free token တစ်ကတ်ရပါတယ်။အဲ့ဒါလေးကိုလဲပါမယ်။ပြီးရင်တော့ mega draw ပေါင်တွေကနေပြီးတော့ diamond 10တန်ရဲ့49တုံးတန်ရဲ့ကိုကျွန်တော်တို့က ticket 2ခုဝယ်ပါမယ်။အဲ့ဒါလေးကိုပါလဲပါမယ်။ပြီးရင်တော့ daily 50% short ဈေးနဲ့ကျွန်တော်တို့ကတစ်ချိန်လဲမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ match 8ရက်နေ့မှာပဲကျွန်တော်တို့က4ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်။ match 9ရက်နေ့မှာလည်းကျွန်တော်တို့ weekly bet တစ်ခုထည့်မယ်။ weekly bet ပြည့်နေဆိုလဲ diamond 130ထည့်လို့ရပါတယ်။ diamond 100ဖြည့်လိုက်တဲ့အတွက် free ticket တစ်ကတ်ရမယ်။ပြီးရင် mega draw ပေါင်တွေကနေပြီးတော့89တန် token လေးတစ်ခုဝယ်ပါမယ်။အဲ့ဒါပါလဲပါမယ်။ပြီးရင်တော့daily 50% off တစ်ချိန်လဲပါမယ်။ဒါဆိုလို့ရှိရင်တော့9ရက်နေ့မှာ3ချိန်လဲလိုက်တယ်ဆိုတော့804ချိန်နဲ့ဆို9ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ match 10ရက်နေ့မှာလည်း weekly bet တစ်ပတ်ထည့်ပါမယ်။မရရင် diamond 130ထည့်လို့ရပါတယ်။အဲ့ဒီ diamond 100ပြည့်ရတဲ့အတွက်ကြောင့်မလို့ free ticket တစ်ကတ်ရပါတယ်။အဲ့ဒါကိုလဲပါမယ်။ပြီးရင်တော့ daily 50% နဲ့တစ်ချိန်လဲပါမယ်။ဒါဆိုလို့ရှိရင်တော့10ရက်နေ့မှာပဲကျွန်တော်တို့က9ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ match 17ရက်နေ့မှာလည်း weekly bet တစ်ခုထည့်ပြီးတော့ mega draw ပေါင်တွေကနေ89တန် token တစ်ခုဝယ်မယ်။ပြီးရင် daily 1 draw လဲမယ်။ဒါဆိုလို့ရှိရင်တော့ match 17ရက်နေ့မှာ17ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ match 12ရက်နေ့မှာလည်းကျွန်တော်တို့ weekly bet တစ်ပတ်ထည့်မယ်။အဲ့ဒီနေ့မှာတော့ကျွန်တော် diamond 100ထည့်တာ9ရက်ပြည့်သွားရင်မလို့ free token နောက်ထပ်တစ်ကတ်ရပါတယ်။အဲ့ဒါကိုလဲမယ်ပြီးရင် daily 1 draw လဲမယ်။အဲ့ဒီနေ့မှာ2ချိန်ပြီးသွားပြီဆိုတော့817ချိန်နဲ့ဆို13ချိန်ပြီးသွားပြီပဲဖြစ်ပါတယ်။ match 13ရက်နေ့မှာတော့သူ့ရဲ့ phase 1လာပါပြီ။ phase 1ကရမယ့် free token တွေကိုခဏမိထားပြီးတော့ကျွန်တော်တို့ကဒီတရက်ကို100ထည့်ရတဲ့ဟာကိုအရင်သွားမှာဖြစ်ပါတယ်။ match 13ရက်နေ့မှာ weekly bet တစ်ပတ်ထည့်ပြီးတော့ daily 1 draw လဲပါမယ်။ match 14ရက်နေ့မှာလည်းကျွန်တော်တို့ weekly bet တစ်ပတ်ထည့်ပြီးတော့ daily 1 draw လဲမှာဖြစ်ပါတယ်။ match 15ရက်နေ့မှာလည်း weekly bet တစ်ပတ်ထည့်ပြီးတော့ daily 1 draw လဲပါမယ်။ဒါပေမဲ့အဲ့ဒီ match 15ရက်နေ့မှာတော့ကျွန်တော်တို့က diamond 1ရက်100ထည့်တာ8ရက်ပြည့်သွားပြီမို့လို့ free token 2ကတ်ရမှာဖြစ်ပါတယ်။အဲ့ဒါပါလဲလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ match 15ရက်နေ့မှာ17ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်။ match 16ရက်နေ့မှာတော့ daily 1 draw လဲမှာဖြစ်ပါတယ်။ diamond ထည့်စရာတော့မလိုပါဘူး။ match 18ရက်နေ့ကတော့ phase 1ရဲ့နောက်ဆုံးရက်ဖြစ်ပါတယ်။အဲ့ဒီနေ့မှာပဲကျွန်တော်တို့က diamond 1135လုံးဖြည့်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ daily 50% off တစ်ချိန်လဲမယ်ပြီးရင်normal draw နဲ့ diamond 100သုံးပြီးတော့တစ်ချိန်လဲမှာဖြစ်ပါတယ်။ကျွန်တော်တို့က phase 1ကို diamond recharge 1000ပြည့်အောင်ဖြည့်ထားတဲ့အတွက်ကြောင့်မလို့ promo diamond နေနေရ800ရပါတယ်။ကျွန်တော်တို့ gain ဆော့ပြီးစုထားတဲ့ promo diamond က800လောက်ရှိတယ်။အဲ့ဒီတော့ promo diamond က1600လောက်ရှိပါတယ်။အဲ့ဒီတော့ promo diamond 1600ရဲ့ normal diamond 400ရဲ့ပေါင်းပြီးတော့မှကျွန်တော်တို့အချိန်20လဲရမှာဖြစ်ပါတယ်။အဲ့ဒါကလည်း 1 draw နဲ့လဲရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က diamond 1000ထက်903 test ပြည့်သွားရင်မလို့ free token 18ကတ်ရပါတယ်။ဒီ18ကတ်ကလည်း13ရက်ကနေ18ရက်နေ့ထိစုစုပေါင်းရတဲ့ free ticket ကိုကျွန်တော်တွက်ပြပေးတာဖြစ်ပါတယ်။အဲ့ဒါကိုပါလဲလိုက်မယ်ဆိုလို့ရှိရင်တော့ match 18ရက်နေ့ phase 1ရဲ့နောက်ဆုံးရက်မှာပဲကျွန်တော်တို့က59ချိန်ထိပြီးသွားပြီပဲဖြစ်ပါတယ်။ match 18ရက်နဲ့19ရက်မှာတော့ကျွန်တော် daily 1 draw ပဲလဲသွားရင်ရပါပြီ။ match 20ရက်နေ့မှာတော့သူ့ရဲ့ phase 2လာပါပြီ။အဲ့ဒီနေ့မှာပဲကျွန်တော်တို့က diamond 800ဖြည့်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ daily 50% off တစ်ချိန်ရဲ့ပြီး10 draw မှာ90% short ထားတဲ့ဟာတစ်ချိန်ရဲ့လဲပါမယ်။အဲ့ဒါကလည်း10 draw မှာ diamond 900ပဲကြာမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ diamond 900ထက်903 test ပြည့်သွားရင်မလို့ free token 18ကတ်ရပါတယ်။အဲ့ဒါကိုပါလဲမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ match 20ရက်နေ့မှာပဲကျွန်တော်တို့ကအချိန်90ထိပြီးသွားပြီပဲဖြစ်ပါတယ်။ပြီးရင်တော့ match 21ရက်ကနေပြီးတော့ April 17ရက်နေ့ထိကိုမှ90%နဲ့ short ဈေးမှာတရက်တစ်ချိန်ကို22ရက်တိတိလှည့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့လှည့်ခဲ့တဲ့အချိန်အတွက်က112ချိန်တောင်ရှိသွားပြီပဲဖြစ်ပါတယ်။ဒါပေမဲ့ Funny Legends skin ရဖို့အတွက်ကအချိန်အတွက်ဆိုလို့ရှိရင်115ချိန်လောက်သွားပေးရမှာဖြစ်ပါတယ်။အဲ့ဒီတော့ event ရဲ့နောက်ဆုံးရက်ဖြစ်တဲ့ April 17ရက်နေ့မှာပဲ short ဈေးမပါတဲ့တစ်ချိန် diamond 100ဟာကို3ချိန်လှည့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်က diamond 300လောက်ကုန်မှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ Funny ကိုလဲဖို့ရ coin လေး1600ကိုပြည့်သွားပြီပဲဖြစ်ပါတယ်။ဘာလို့ဒီလိုပြောရလဲဆိုလို့ရှိရင်တော့ဒီ draw ဘောကနေပြီးတော့မှကျွန်တော်တို့က coin လေး100လောက်ရမှာဖြစ်ပါတယ်။ဒီ115ချိန်ဆိုလို့ရှိရင်လည်း coin က1500လောက်ရတယ်။ဒါဆိုရင် coin 1600ကတော့ AC ပြည့်ပါတယ်။ဒါဆိုလို့ရှိရင်အခုကျွန်တော်လှည့်ခဲ့တာဘယ်လောက်ကုန်လဲဆိုတာကိုကျွန်တော်အသေးစိတ်လေးတွက်ပြပေးမှာဖြစ်ပါတယ်။ပုံမှန်အနေနဲ့ Funny Legends ကိုတန်းဖောက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ကုန်ကျစရိတ်က115ချိန်အတွက်ကိုကျွန်တော် diamond အနေနဲ့က11000လောက်ကုန်ပါတယ်။မြန်မာငွေအနေနဲ့တွက်ပြရမယ်ဆို6သိန်းလောက်သွားပါတယ်။ဒါပေမဲ့အခုကျွန်တော်ပြောပြခဲ့တဲ့နီလန်လေးကတော့ weekly bet 9ပတ်ရဲ့ diamond အနေနဲ့က1135လုံးရဲ့ပြီးရင်တော့ diamond 800ရဲ့အဲ့ဒီ3မျိုးရဲ့စုစုပေါင်းမြန်မာငွေကျပ်ကတော့
3,66000ဝန်းကျင်ပဲကျတင်မှာဖြစ်ပါတယ်တန်းဖောက်လို့ရှိရင်တော့6သိန်းကျမှာဖြစ်ပြီးတော့ကျွန်တော်ပြောပြတဲ့နီလန်လေးကတော့3,66000ပဲကျမှာဖြစ်ပါတယ်ဒီထက်ဈေးသက်သာခြင်းလို့တော့မရပါဘူးဘာလို့လဲဆိုတော့ဒီ Funny Skin က၄ချန့်ထိုက်တဲ့ skin တစ်ကောင်ဖြစ်နေလို့ပဲဖြစ်ပါတယ် Diamond တွေလိုအပ်တယ်ဆိုလဲကျွန်တော်ရဲ့ Telegram channel ဖြစ်တဲ့ Hugo Shop မှာလာပြီးအားပေးလို့ရပါတယ် Telegram channel ရဲ့ user name လေးကတော့ဒီကောင်လေးပဲဖြစ်ပါတယ်ဒီကောင်လေးကို search bar မှာရှာရင်ကျွန်တော် channel ကိုတန်းတွေ့နိုင်ပါတယ်ဒီဗီဒီယိုလေးက browser အတွက်ကအထောက်အကူဖြစ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ခင်ဗျာကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ